စစ်ပွဲဆိုလို့ရှိရင်တော့ပဲစစ်ပွဲမှမကြိုက်ဘူးဗျာရုပ်ရှင်ကြည့်ရတာပဲကြိုက်တယ်ပြောမယ်ဆိုလို့ရှိရင်ကဘာကြီးတစ်ခုလုံးငင်းငင်းချင်းချင်းနဲ့ဘယ်နိုင်ငံဥမာစစ်မဖြစ်ပဲနဲ့တနိုင်ငံနဲ့တနိုင်ငံချစ်ချစ်ခင်ခင်ပေါ့နော်ချစ်ချစ်ခင်ခင်နဲ့ငင်းချင်းနေတော့ပဲမြင်ကျင်တယ်ဘာဖြစ်လို့လဲဆိုတော့တကယ်နဲ့စစ်ဖြစ်လာတဲ့အခါကြလို့ရှိရင်ခံစားရတာအဲ့ဒီကပြည်သူတွေပဲခံစားရတာအဲ့ဖြစ်နေတဲ့နေရာရဲ့ပြည်သူတွေပဲခံစားရတာအရန်ဒုက္ခရောက်တယ်ဗျာနော်အရန်ဒုက္ခရောက်တယ်တချို့ကြောက်လေဗျာ comment မှာဟိုလူဟိုစားအမှန်တကယ်တော့ဒါတွေကတွေးထိုးပေးတဲ့ပုံစံလိုမျိုးဖြစ်နေတာနော်ဒါတွေကမလုပ်သင့်ဘူးလူသားချင်းစာနာတဲ့ပုံစံနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ကဘာကြီးငင်းချမ်းတာကိုပဲကြိုက်တယ်ဘယ်နိုင်ငံမှာစစ်မဖြစ်စေချင်ဘယ်နိုင်ငံမှာလည်းစစ်မဖြစ်စေချင်ကိုချင်းစာတရားပေါ့ဗျာမေတ္တာတရားနဲ့ထားရင်အားလုံးကငြင်းချမ်းနေမကောင်းဘူးလားဟုတ်တယ်ဗျာ